ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ပထမအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရာကတော့ BNR ရဲ့ထုတ်ပြန်ချက်တွေကမဟုတ်မမှန်ဆွဆွဲထားတာတွေပါဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးခြင်းပါတယ်ကျွန်တော်က MOD ကိုကဲမှုအောက်မှာရှိတဲ့ခရိုင်တပ်ရင်းတစ်ခုက PDF တပ်ဖွဲ့ဝင်တစ်ယောက်ပါ14ရက်တလ2022ခုနှစ်ကနေ2ရက်10လ2024ထိကိုဘုန်းနဂါရဲ့ MRDA မှာတာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိကတော့ MOD ရဲ့ခရိုင်တပ်ရင်းတစ်ခုမှာတာဝန်ထမ်းဆောင်နေပါတယ်ဝန်ကားရဲ့ BNR ကထုတ်ပြန်ချက်ထဲမှာမဟုတ်မမှန်ဆွဆွဲထားတာတွေနဲ့ပတ်သက်ပြီးတော့အနှဲငယ်ပြောပြခြင်းလို့ဒီစာကိုရေးလိုက်တာပါ BNR ရဲ့ Facebook page ကနေ2026ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာထုတ်ပြန်ချက်တစ်ခုလည်းထုတ်ပြန်ခဲ့ပါတယ် BNR ရဲ့ထုတ်ပြန်ချက်မှာ2024ခုနှစ်က BNR စကန်တစ်ခုကို NUG ရဲ့ခရိုင်တပ်ရင်းတွေကလက်လက်နဲ့လာရောက်တိုက်ခိုက်ပြီးတော့ဝိုင်းဝန်းပိတ်ဆို့နေစဉ် NUG ရဲ့ခရိုင်တပ်ရင်းမှုနဲ့စစ်ကြောင်းမှုပါဝင်လူ30ခန့်ရဲ့လက်နက်အချို့ကို BNR တပ်ဖွဲ့တွေကအနိကဝင်ရောက်ချင်းကပ်ပြီးတော့ဖမ်းဆီးနိုင်ခဲ့ပြီး NUG တပ်တွေပြန်ဆုတ်သွားဖို့မိမိတို့ကိုယ်တိုင်ကဖိအားပေးဖြည့်ရှင်းခဲ့ရပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဖြစ်စဉ်မှကဒီလိုပါအကြမ်းဖက်စစ်တပ်ကမီးရှို့ခဲ့လို့နေနေဆုံးရှုံးခဲ့တဲ့မိဘသင့်ပြည်သူတွေအိမ်ပြန်စောင့်နိုင်အောင်ရင်းမာပင်ခရိုင်တပ်ရင်3456ကထောက်ပံ့ပို့နိုင်မှုအတွက်ရည်ရွယ်ပြီးတော့24ရက်4လ2024မှာတစ်တွေကိုကားတွေနဲ့တည်ဆောင်လာခဲ့ပါတယ်။အဲ့လိုတည်ဆောင်လာတဲ့အချိန်မှာ BNR တပ်ရဲ့တရင်မိုး K ခေါ် AK ကတစ်တင်လာတဲ့ကားတွေကိုအလင်းငိုက်အလုံးရင်းတဲ့ကိုဝင်ရောက်စီးနှင်းပြီးတစ်တွေနဲ့တစ်တင်လာတဲ့ကားတွေကိုယူဆောင်သွားပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခရိုင်တပ်ရင်ဘုန်းနဂါအုပ်ဆောင်တဲ့ BNR တပ်အကြမှာပေါ်တိုင်မှုဖြစ်ပြီးတော့ပေါတဖကြီးပါနဲ့ရေကန်နားမှာနှစ်ဖက်အင်အားအလုံးရင်းနဲ့တင်းမာမှုဖြစ်ပေါ်ခဲ့ပါတယ်။ဒီလိုတင်းမာမှုတွေဖြစ်ပေါ်နေချိန်မှာဘုန်းနဂါဘက်ကညှိနှိုင်းမယ်လို့ပြောပြီးမဆိုင်တဲ့ရဲဘော်တွေမလိုက်လာဖို့တားမြစ်ခဲ့ပါတယ်။ပြီးတော့ရင်းမာပင်ခရိုင်တရင်6နဲ့တရင်မိုးပလဲမောင်နဲ့ PDF ရဲဘော်အချို့ကခေါ်ဆောင်သွားပါတယ်။တရင်6တရင်မိုးပလဲမောင်ကစိတ်မပူဖို့ညှိနှိုင်းဖို့ဖြစ်မှာမို့လို့လိုက်မလာကြဘူးကိုကျွန်တော်တို့ PDF တွေကိုအမိတ်ပေးကြတာကြောင့်ကျွန်တော်တို့ရဲဘော်တွေကမိခင်ဌာနကိုပြန်လာခဲ့ကြတယ်။နောက်တရက်မှာတော့ BNR တပ်ကိုရင်းမာပင်ခရိုင်တပ်ရင်းတွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့မဟုတ်မမှန်သတင်းတွေဆိုရှယ်မီဒီယာပေါ်မှာတက်လာတာကိုတွေ့လိုက်ရတယ်။အဲ့ဒီသတင်းတွေကလုံးဝမှန်ကန်မှုမရှိပါဘူး။နောက်တစ်ချက်ကတော့ BNR ရဲ့ထုတ်ပြန်ချက်မှာကိုတက်ငင်းကိုမဟုတ်မမှန်ဆွဆွဲထားတဲ့အကြောင်းပါပဲ။တက်ငင်းဆိုသူက BND က2022ခုနှစ်မှာ MOD ကိုပေးရခဲ့တဲ့တရင်လေးကတရင်မှုတူဖြစ်ပြီးတော့ MRDA က BNR ဖြစ်နေပြောင်းလဲဖွဲ့စည်းချိန်မှာ MOD ကအဲ့ဒီတရင်လေးရင်ကိုထုတ်ပယ်ဟန်ပြပြီးတော့ BNR ကတရင်လေးရင်ကိုပြန်လည်လက်ခံထားစဉ် BNR ရဲ့ at camp A ကန်ဆက်လက်ကြီးပါဝင်လက်နက်ငယ်300ကျော်နဲ့ခဲယမ်းများပြားကိုလျှို့ဝှက်ခိုးယူတဲထုတ်ပြီးတော့ MOD ထံပြန်လည်ဝင်ရောက်ဖို့စ조사ခဲ့မှုတဲ့တရင်မှုတူဖြစ်တယ်လို့ BNR ကဇန်နဝါရီလ10ရက်နေ့မှာထုတ်ပြန်ချက်မှာဆွဆွဲထားပါတယ်။ BNR ရဲ့ထုတ်ပြန်ချက်မှာရေးသားထားတာတွေကပုတ်ကိုရရပြင်းပြင်းထန်ထန်ကိုတိုက်ခိုက်ခဲ့တာပါ။ကိုတက်ငင်းကလက်နက်ခဲယမ်းမီးကြောက်တွေကိုခိုးယူတဲထုတ်တယ်ဆိုပြီး BNR ရဲ့ဆွဆွဲထားတာဟာလုံးဝအတိတ်ပဲမရှိပါဘူး။ကျွန်တော်ရှင်းပြချင်ပါတယ်။ဘုန်းနဂါဦးဆောင်တဲ့အဲ့ဒီတုန်းက MRDA ပေါ် MRDA ကတနန်းအပတ်စဉ်တစ်ကနေရဲဘော်တွေကိုဒေသတစ်ခုမှာလက်နက်တွေသွားတည်ခိုင်းလို့သွားတည်ထားတဲ့လက်နက်အလက်ပေါင်း30ကျော်ရခဲ့တယ်။လက်နက်ကသတင်းကိုအတိအကျသိဖို့လိုအပ်လာရင်အတိအကျဖော်ပြပေးပါမယ်။ဒုတိယတစ်ခေါက်ကတော့ MRDA ရဲ့တနန်းအပတ်စဉ်ကရဲဘော်192ယောက်ကဒေသတစ်ခုမှာတွားရောက်တနန်းတက်ခဲ့ရပါတယ်။တနန်းတက်ပြီးတော့ရဲဘော်85ယောက်ပြန်လာခဲ့ရပြီးကျန်တဲ့ရဲဘော်တွေကတော့မဟာမိတ်ဖြစ်နေကြံနေခဲ့ရပါတယ်။ပြန်လာတဲ့ရဲဘော်85ယောက်ကတယောက်ကိုတနက်တလက်ကြီး300ဘုံဒီ3လုံးအီနာက9လုံးစီတဲဆောင်လာခဲ့ရပါတယ်။ပြန်လာတဲ့အချိန်မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုခံရပြီးတော့ရဲဘော်6ယောက်မြင့်မြတ်စွာကြာဆုံးခဲ့ရသလိုလက်နက်ငယ်ချို့လည်းပျက်စီးခဲ့ရပါတယ်။လူရင်းကိုပြောရမယ်ဆိုရင်ဒုတိယအခေါက်မှာတဲတဲ့လက်နက်ကလက်နက်တရားရရှိတဲ့ထားအောင်တော့ရဲဘော်တွေပထမအခေါက်နဲ့ဒုတိယအခေါက်သွားတဲ့လက်နက်မှန်သမျှကိုလည်း MRDA ကပဲတင်သွားတယ်။နောက်တစ်ခုက NUG MOD ကတရင်345တရင်စီကိုတစ်ချိန်ကို380နဲ့14ချိန်တီတီထောက်ပံ့ထားတယ်။စုစုပေါင်းထောက်ပံ့ငွေဆိုရင်သိန်းပေါင်း3360ရှိတယ်။အဲ့ဒီငွေတွေကိုတရင်တွေကဘာမှမသုံးဆွဲပဲလက်နက်ကိုဝယ်ယူခဲ့ကြတယ်။ MRDA အဖွဲ့ဖြတ်သိမ်းပြီးတော့ BNR လို့နာမည်ပြောင်းသွားတဲ့အချိန်မှာအဲ့ဒီဝယ်ထားတဲ့လက်နက်တွေကို BNR ကသိမ်းယူသွားသလို2020ပထမလိုင်းမှာရခဲ့တဲ့လက်နက်တွေကိုလည်း MRDA ကပဲသိမ်းယူသွားခဲ့တယ်။ရင်းမာပင်ခရိုင်တရင်အမှတ်345နဲ့6တရင်4ရင်ကဘုန်းနဂါဦးဆောင်တဲ့မြမတော်ဝင်နဂါတက်မတော် MRDA သို့မဟုတ်ဗမာအမျိုးသားတော်လှန်ရေးတက်မတော် BNR ရဲ့မသက်ဆိုင်တဲ့ MOD မှာဆက်လက်ရပ်တည်မယ်လို့ထုတ်ပြန်ပြီးတ
တိတ်မကြခင်မှာလည်းလက်နက်မပေးရင်တိုက်ခိုက်မယ်ဆိုပြီးတော့ခံမှန်း2023 8လပိုင်းမှာ MRDA ဘက်ကပြောလာတာရှိခဲ့ပါတယ်။ရင်းမာပင်ခရိုင်တပ်ရင်းတွေကရဲဘော်အချင်းချင်းတိုက်ခိုက်မှုမဖြစ်လိုတာကြောင့်အထက်အဆင့်ဆင့်ညွှန်ကြားချက်တွေကလက်နက်တွေအားလုံးကိုပြန်ပေးလိုက်တာပါ။အချုပ်ပြောရရင်တော့ BNR ရဲ့ထုတ်ပြန်ချက်တွေမှာဆွဆွဲထားသလိုကိုတင့်ငင်းကလက်နက်ငယ်300ကျော်နဲ့ခဲယံအများပြားကိုပြည့်ဝက်ခိုးယူတဲထုတ်ပြီးတော့ MOD ထံပြန်လည်ဝင်ရောက်ဖို့စ조사ခဲ့မှုတွေဆိုတာတကယ်ကိုအမှားကြီးပါလက်နက်အားလုံးကိုဘိုးနဂါဦးဆောင်တဲ့အဖွဲ့ကသာယူသွားတာပါအခုလို The Point of Spring တန်ပေးစာပို့ရတဲ့ရည်ရွယ်ချက်ကတော့ဘိုးနဂါနဲ့မကြာခဏဆိုသလိုဓာတ်ပြားဟောင်းကြီးတစ်ဖွဲဆိုရှယ်မီဒီယာမှာမဟုတ်မမှန်လောက်ကျန်ပြီးတော့တင်နေတချို့သောသတင်းအမှားတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုအမှန်တိုင်းသိစေချင်တာကြောင့်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြတဲ့ကျေးဇူးထူပဲတင်ရှိပါတယ်နောက်ရက်ဒီမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့သတင်းကြောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်